တော့ကျွန်တော်ပြင်ရင်းဆိုင်မှာခင်ဗျာဒါကတော့ကျွန်တော်ဟိုပေါ့ဆိုလာတွေဘက်ထရီတွေကတော့ကျွန်တော်ဒီဘက်ချမ်းမှာရောင်းပါတယ်ဆိုလာတွေဘက်ထရီတွေဒါတန်ချက်ဆက်ဆိုလဲဒီခွန်းတွေကြောက်ပုံးတွေရောပေါ့ဗျာနော်ဒါကတော့ sound box တွေကတော့အရင်လောက်လောလောဆယ်တော့မစုံဘူးပဲပြောရမှာပေါ့နော်ဟိုမှာဒီ JBL ဒီကောင်တွေဆိုလို့ရှိရင်ဒါကျွန်တော်အတန်ဆန်းတာမလို့ဟိုဘက်လက်ဒီဘက်လက်ဆန်းတာနော်ဒီကောင်တွေဆိုလို့ရှိရင်တော်တော်လေးကောင်းတယ်ဒါပေမဲ့လောလောဆယ်မှာထပ်ဝယ်လို့မရဘူးဖြစ်နေတာပေါ့နော် order တွေရှိတာတောင်ကျွန်တော်ဒီ quality နဲ့ဒီပုံစံနဲ့ဝယ်လို့မရတာပေါ့နော်ဒါကတော့ကျွန်တော်ရဲ့ငယ်ချစ် PV ပေါ့နော်ပြီးတော့ solar တွေ battery တွေ inverter တွေလည်းကျွန်တော်ဒီမှာနေဆိုင်မှာပြင်မဲ့အစုံရအောင်လူလေးသေးမရှိအောင်တင်ထားပါတယ် solar နဲ့ပတ်သက်တဲ့ accessory တွေပါဆိုလို့ရှိရင်လည်းကျွန်တော်ရှိမှာအားလုံးနီးနီးပေါ့နော်အားလုံးနီးနီးပြပါတယ်ဒါကတော့ကျွန်တော် battery တွေပေါ့နော် battery ဆိုလို့ရှိရင်ကျွန်တော်51.2 ပိုတွေကဆိုရင်ဟိုအထိရှိတယ်ပေါ့600 AHT တစ်လုံးနဲ့600 AHT အကြီးဆုံးရှိတယ်ပေါ့နော်ကျန်တာတော့100 AH ကနေစမှာပေါ့100 200 280 320 600 shuttle sun စိတ်ထဲအဲ့ဒါရှိပါတယ်ဒီ E တွေကဆိုရင်100တွေရှိပါတယ်ဟောဒီနောက်မှဆိုတစ်လုံးထုတ်ထားတာဒါဆိုတော့ဒီ 100ပေါ့နော်လိုအပ်တာလေးတွေလည်းကျွန်တော်နေမှာတည်ယူဈေးလောက်ပဲပေါင်းရောက်ပါတယ်ခင်ဗျာအားလုံးအားပေးလို့ရပါတယ်ခင်ဗျာပြီးတော့ဒီ audio နဲ့ပတ်သက်တဲ့ accessory လေးပေါ့နော်ဒါဝါသနာအရဟိုတပုတ်ထဲမှာအရှိကြီးတို့ရှောက်ပြသလိုဖြစ်နေပေါ့နော် audio နဲ့ပတ်သက်တဲ့ accessory လေးလည်းကျွန်တော်ဒီမှာအစုံရောင်းဖြစ်တယ်ပေါ့နော်ဟို coin လေးတွေပါလေးတွေပေါ့နော်ဒါဆိုရင်လည်းဟိုကျူတာအသေးလေးတွေပေါ့နော် coin လေးတွေ PC နဲ့ဟိုချက်ပင်လေးတွေပါလေးတွေပေါ့နော်ဒါကတော့ကျွန်တော်မိတ်ဆွေတွေဒါလေးတွေဆိုတော့ car speaker လို့ပြောပါတော့6လက်မခွဲလောက်ရှိတယ်ယူရီးယားထုတ်တာလို့တော့ပြောတယ်ဗျအဲ့တော့ဒီလိုဆန်တို့ jack pot တို့ပါတော့ဗောနော်အဲ့ဒါမျိုးတွေလည်းကျွန်တော်ဒီမှာတော်တော်လေးစုံတော့ရပါတယ်unit တွေပါဆိုလဲအဓိကတော့ကျွန်တော်ဗမာ unit ထဲမှာတော့အောင်သစ္စာဗမာ unit ကိုအဓိကရောင်းတယ်ဗောနော် KK sound တွေပါလေရောင်းဖြစ်ပါတယ်ဒါကတော့ကျွန်တော်ဒီ battery နဲ့ပတ်သက်လဲ acid O တွေလည်းရသလိုဒီတချို့ accessory ပေါ့နော် electronic နဲ့ပတ်သက်တဲ့ accessory လေးလည်းရပါတယ် electronic တော့အစုံမရဘူးဆိုပေမဲ့တော်တော်များများတော့ရရပေါ့နော်ဒါကတော့ TV bracket တွေ solar ပြားအသေးလေးတွေ solar slide လေးတွေဒါကတော့ solar နဲ့ပတ်သက်တဲ့ accessory တွေပေါ့ breaker box တို့ဒီ clamp တွေ LF တွေမြင်ရလားတော့မသိဘူးပေါ့နော် post ရှည်သွားမှကြောက်လို့အဲ့လိုမျိုးလေးတွေပေါ့နော်ကျွန်တော်ဒီမှာအစုံတူတူတီတီတော့အစုံတော့ရှိပါတယ်လို့အဲ့တော့လိုအပ်လို့ရှင်လဲအားပေးကြပါဦးပစ္စည်းတွေကတော့နည်းနည်းပုံစံတော့ရောနေတာပေါ့နော်ဒီ battery နဲ့ပတ်သက်တဲ့ accessory လေးတွေဆိုလို့ရှိရင်လည်းကျွန်တော်ဒီ battery clip ကြေးကွန်းလေးတွေခဲကွန်းလေးတွေအဲ့ဒါလေးတွေကစပြီးတော့ကျွန်တော်ဒီမှာစုံစုံလင်းလင်းရရှိပါတယ်နော် breaker တွေဘာတွေရောပေါ့နော်ကျွန်တော်လည်းမြင်ရင်းနဲ့မှပြောပြီးတော့နည်းနည်း post ကရှည်တော့မှမလို့ကျွန်တော်အစုံရတဲ့အကြောင်းလေးပြောပြီးတော့ကျွန်တော်ဒီ post ကိုတော့နားလိုက်ပါအောင်မယ်နော်အားလုံးကိုတကယ်ကျေးဇူးလက်တင်ပါတယ်ဈေးနှုန်းကတော့ကျွန်တော်တန်စာကားလောက်ပဲပေါင်းပြီးတော့ရောင်းပါတယ်ခင်ဗျာအားလုံးကျေးဇူးပါBluetooth speaker လေးတွေဆိုလို့ရှိရင်လည်းဒီလိုတေးလေးတွေကနေပြီးတော့ပေါ့နော်ဒီ brand ကောင်းတာလေးတွေရော brand ညံ့တာတွေရောဒီလိုကားပုံစံတွေရောဒီလို PC ညောက်တော့အသေးတွေရောဒီလိုအသေးတွေရောတော်တော်များများစုံလင်းလေးတော့ထားပါတယ်ပြီးကြတော့နောက်ဒီ solar မီးလေးတွေပေါ့နော်အလွယ်တကူသုံးမှုမျိုးလေးတွေရောအကုန်ရောနေတာပေါ့ဗျာနေဆိုင်မှာဆိုတော့ဒါမိုက်လေးတွေရှိပါတယ်ဒီလိုမျိုးမိုက်လေးတွေကျိုးမဲ့မိုက်လေးတွေရောကျိုးနဲ့မိုက်တွေရောမိုက်တွေဆိုလဲဈေးပေါ်ကနေ3-5 တောင်းကနေပြီးတော့10 သိန်းကျော်လောက်အထိရှိပါတယ်နော်ပြောနေတော့အကုန်ပွားစီခတ်နေတာပေါ့နော်ဒါ CCTV နဲ့ဆက်ဆက်ပစ္စည်းတွေလည်းရှိပါတယ်နောက်ဒါကတော့ကွန်ပျူတာနဲ့ဆက်ဆက်ပစ္စည်းတွေပါဒီ power station လိုမျိုးတွေရောပေါ့နော်ကွန်ပျူတာနဲ့ဆက်ဆက်ပစ္စည်းတွေ network ပစ္စည်းတွေနောက် phone accessory တွေဒါတွေကိုကျွန်တော်ဒီမှာရရှိနိုင်ပါတယ်မိတ်ဆွေတို့လည်းအဆင်ပြေတာလေးတွေကိုလာရောက်ပြီးတော့အားပေးလို့ရပါတယ် mobile phone တွေလည်းရပါတယ်ဖုန်းတွေ tablet တွေလည်းရပါတယ်
အဲ့လိုအဲ့တော့ဖုန်း accessory လေးဆိုလဲစုံစုံလင်လင်ရတယ်လို့ Bluetooth speaker ကွန်ပျူတာနဲ့ဆက်ဆက်ပစ္စည်း network ပစ္စည်း CCTV ပစ္စည်း audio ပစ္စည်းတွေစုံလင်အောင်ရရှိနိုင်ပါတယ်ခင်ဗျာ